Gopaka Dewa Buddha Daudan Daya Idenya Bonido Gopaka lo Amiya de Natadavaye Jauya Pyopyama Shepa Eri Gopaka Dewa Buddha Daudan Daya Go Myama Mulipu Bido Beta de Daya Gaunsinga Suelan Loyin Doka Pita de Badaya Bale Suelan Loyin Doka Pita de Lo Ami Beta de Gopaka Dewa Buddha Daudan Daya Dedana Diganinya Hojami Pili Doja Daya Mojade Mi Dayamana Jade Mima Dayabai Shim Pito Mude Bono Chauba the Kendaminyu Payashin Koromya Jigo Yode Lo Chimo Sheko Yue Dama Dabe Sadim Punyaya Ao Alombareta Boundoro Gaunoga Lo Chiviro Payashin Koromya Konego Ayumbu Neva Boyinga Damandana Balenta Naga Neviro Payashin Koromya Ah Shiju Goyo Buzo Ade Namekara Payashiko Pshin Payashiko Buzo Yue Damada Vin Satin Punyaya Ao Ure Didani Login Yu Sandi Ma Damadidegu Baba Dedi Imezandu Damaram Di Daduzu Dani Idani Payadi Udo Yerana Sanyo Yao Darabango no Pya San Song Din Yue Swangong Puyami Yaguga Gala Damayanai Dama Didegu Shwe Mya Ayao Ne La Yao Dwe La Yao No Te Kadigara Maga Awenji Pa Yue Alendi Dala Pshabya Pwa Nai Dapshin Kabandalwama Yerana Dayandi Udo Shangwa Le Shiro Mubabe Tato Login Yu Lua Jaunde Na Jaunde Byama Jaunde Ne Kaba Jaunde Shishi Damya Mimi Yaya Keme Timya Shimbe Demya Latin Ta Dakedu Paijawe Ban Dabinyuda Shwinyano Pshi Ekanti Mino Mubabe Tato Sandima Dagavalo Mata Zon Tainzon Pshiywe Saintalo Mya Totalo Kana Mabola Leye Damyoga Mani Leyadi Sangwe Buen Bon Duen Payashin Koromya Jidi Uredi Amaigo Bekwa Xiao Amango Pya Queen Yue Alinda Daji Ne Po Uri Down Daisy Mamya Yauni the Pay Ne Daye Botono Muge Levi Sandima Lejo Leya Yue Leya Gumiano Mu Dida Gumiana La San Yarana Pshitamu Babe Do Payashin Koromya Ji Paya Don Dwimbu Bimbu Asimbuga Ambu Kaja the Bim Buddha Shigurego Buddha Dwe Chonye Ao Yo they Emya Zenai the Ewa by Pshitamudo Shemya Jidi Daduzu Shishido Padami Dava Anida So Yemya the Wadana Kanya the Pindamada Adai Pshawani Jagundo Imezandu Shibawa Zayai Dojao Amiagoda Jayue Jagundo Toto Myazwa Dadawa Ananda Manamyarugo Tamarandihi Kondonyo Chao So Jibono Chao Kan Dayado Diudo Mya Yaunji Bando Pyen Baba Dedi Parami Data Machoge Jati Atai Naiva Myo Na Amada Myema Chanda Ze Mau Chue Metanya Ao
ရောင်ငွေစံတကြီးကြီးတလီလီပပဝင်း၍ထွန်းလင်းတော်မူလဲပါကဗ္ဗမောင်မတိမြရောင်ကြီးညွန်ဘုဒ္ဓဖြင့်အထူးကျက်တရေမဆုံးနိုင်သည်ရွှေဘုံခိုင်ကိုရောမြတ်ကြီးဖယားဧကံသမယံဘဂဝါဧကံသမယံဘဂဝါမဂရေတုဝိဟရတိပါစီနတောရာဇဂဟတအံဘတန္တနာမဗျမနာကာမောတတုတရတောဝေတိယကေပပတိအိန္ဒသာလကုဟာယံဧကံသမယံခါရဝါစေတော်ငါဘဂဝါမုံချောင်းပန်းတခင်ဘုရားရှင်ကိုရောမြတ်ကြီးသည်မဂတိသုမဂရတိုင်းတို့၌ရာဇဂသရာဇယုမြို့ရဲ့ပါစီနတောအရှိပဲအရာမှာအမ္ဘတန္တနာမအမ္ဘတန္တလို့ခေါ်သောဗျမနာခါမောတဲ့ပုံနာတွေနေတဲ့ရွာကြီးသည်ဒီရွာကြီးရဲ့နာမည်ကိုစာလို့ပြောရင်တော့အမ္ဘတန္တာမြန်မာလိုပြောရင်တရက်တော်ရွာတဲ့ဘာရွာတဲ့တရက်တော်ရွာမှာဘသူတွေနေတော့ဆိုရင်ဗျမနာခါမောပုံနာတွေနေတဲ့ရွာပုံနာတွေစုနေတဲ့ရွာကြီးနာမည်ကတရက်တော်ရွာတဲ့တသတို့တရက်တော်ရွာကြီးဥဒ္ဒရာတော်အရှိပဲရမှာဝေရိယကေပပတိဝေရိယကလို့ခေါ်တဲ့တောင်ကြီးမှာတရတော်ရွာကနေကြည့်လိုက်လို့ရှိရင်တောင်တန်းကြီးတစ်ခုရှိအဲ့ဒီတောင်ကြီးနာမည်ကဝေဒီယကတောင်နဲ့မတောင်နဲ့လဲဝေရိယကေပပတိဝေရိယကတောင်ပေါ်မှာအိန္ဒသာလခုခာယံတဲ့နဘဲပင်ကြီးပေါက်နေလို့အဲ့ဒီခူကြီးရှေ့မှာနဘဲပင်ပေါက်နေလို့အဲ့ဒီခူကိုအိန္ဒသာလခူတဲ့ဘာခူတဲ့လဲနဘဲပင်ပေါက်တဲ့ခူအိန္ဒသာလခူအယံအိန္ဒသာလခူအတွင်းမှာဘဂဝါဘုံ6ပါးတကယ်ဘုရားရှင်ကိုရောမြတ်ကြီးသည်ဝိရတိယပထလေးလီဖြင့်မြတ်ကြီးရွှင်ပြုံးတည်င်းသုံးငါစံပေတော်မူခဲ့ပါပေတည်းအိန္ဒသာလခူထဲမှာမြတ်စွာဘုရားတရင်သုံးနေတဲ့အချိန်မရတဲ့တရားမင်းကြီးရောက်လာတယ်တဲ့ဘသူရောက်လာလဲတရားမင်းနတ်ပြည်ကနေဆင်းလာပြီးတော့အိန္ဒသာလခူထဲမှာဘုရားဝင်ဖူးတယ်ဘုရားဝင်ဖူးပြီးတော့အဲ့ဒီမှာနတ်တို့တနေ့တရားမင်းကနတ်ပြည်ကအဖြစ်ပြက်လေးတစ်ခုကိုမြတ်စွာဘုရားကိုလျှောက်တယ်ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားတပည့်တော်နတ်ပြည်မှာကိုတွေ့မြင်ခဲ့တဲ့အဖြစ်ပြက်လေးတစ်ခုရှင်ဘုရားကိုလျှောက်ချင်ပါတယ်ဘုရားကဲလျှောက်မြတ်စွာဘုရားကဣဒတရားမင်းကဘာပြောတယ်လဲဣဒဗန္တိဣဒေဝဗန္တိကပိလဝုထုသမေခောပိကာနာမတัจจဒိတာအဟောတိဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားအရှင်ဘုရားရဲ့ဖွာရာဌာနီကပိလဝနေပြည်တော်ကြီးမှာတัจจဒိတာတာဂေဝေမင်းရဲ့သမီးတော်ခောပိကာနာမခောပိကလို့ခေါ်တဲ့အမျိုးသမီးလေးတစ်ယောက်ရှိပါတယ်ဘုရားမြတ်စွာဘုရားရဲ့ဖွာရဌာနီကပိလဝပြည်မှာခောပိကာလို့ခေါ်တဲ့မျိုးသမီးတစ်ယောက်ရှိပါတယ်ဘုရားအဲ့ဒီအမျိုးသမီးဒီဗုဒ္ဓေပတနာဓမ္မေပတနာသံဃေပတနာသီလေတုပရိပူရကာနိဘုရားပေါ်မှာလည်းသိကြည်ညိုတယ်ဘုရားတရားပေါ်မှာလည်းသိကြည်ညိုတယ်ဘုရားတန်ခါကိုလည်းသိကြည်ညိုတယ်ဘုရားသီလနဲ့လည်းပြည့်စုံတယ်တဲ့ဘာနဲ့လည်းပြည့်စုံတယ်ဗုဒ္ဓေပတနာဓမ္မေပတနာတံဃေပတနာသီလေတုပရိပူရကာနိဘုရားတရားသံဃာယရနာပေါ်မှာကြည်ညိုနေမကပဲနဲ့ကိုချင်းတရားနဲ့လည်းပြည့်စုံတယ်
နေစဉ်သူ့ရဲ့အိမ်မှာတန်ခါသုံးပါးကိုပင်လို့ဆွမ်းလောင်းတယ်တဲ့တန်ခါဘယ်နှပါးလဲအဲ့ဒီတန်ခါသုံးပါးကလည်းပဲပရိသတ်ရေမြတ်စွာဘုရားရဲ့သာသနာတော်မှာသီလတရားနဲ့ပြည့်စုံပြီးတော့သမထတရားတွေအထုတ်ထားလို့အဲ့ဒီကိုယ်တော်သုံးပါးလို့ကဇံရတဲ့ကိုယ်တော်တွေတဲ့။ဘာရတဲ့ကိုယ်တော်တွေ။ဒီပရိသတ်နားလည်အောင်ပြောရင်ကိုယ်တော်သုံးပါးကောင်းကင်ပြန်နိုင်တယ်။ဘယ်ကိုပြန်နိုင်လဲ။ဇံချမ်းသာဖြင့်ကောင်းကင်ကိုပြန်လို့ရ။အဲ့ဒီလိုသီလဇံဝင်စားနိုင်တဲ့ကိုယ်တော်သုံးပါးကိုအိမ်ပေးပြီးတော့အဲ့ဒီဂောပိကာလို့ခေါ်တဲ့တာဂီဝင်မင်းသမီးလေးကပရိသတ်နေတိုင်းဆွမ်းလောင်းတယ်တဲ့ကဲသူဆွမ်းလောင်းရတဲ့ပုဂ္ဂိုလ်တွေကယဟန်တွေကတာမန်ယဟန်တွေလားဇံရတဲ့ယဟန်တွေလားအဲ့ဒီဇံရတဲ့ကိုယ်တော်သုံးပါးကိုနေတိုင်းဆွမ်းလောင်းတယ်တဲ့နေစဉ်ဆွမ်းလောင်းပြီးသုံးလောင်းပြီးတိုင်းအဲ့ဒီဂောပိကာလို့ခေါ်တဲ့တာဂီဝင်မင်းသမီးလေးကပရိသတ်ရဲ့နိဗ္ဗာန်ကိုဆုမတောင်းမှုတဲ့ဘာကိုဆုမတောင်းဘူးလဲအေးကြံ့ကြံ့ဖတ်မှဒီအမျိုးသမီးလေးကနိဗ္ဗာန်ကိုဆုမတောင်းဘူးတဲ့ဒီလိုသီလနဲ့ပြည့်စုံဇံရတဲ့ပုဂ္ဂိုလ်တွေကိုဒီလောက်စင်ကြယ်နေတဲ့ပုဂ္ဂိုလ်တွေကိုဆွမ်းလောင်းတာတောင်းတဲ့ဆုပြည့်နိုင်တယ်ပြည့်တယ်လားမပြည့်နိုင်ဘူးလားအလှခံသီလရှိတယ်လူခံပါရှိတယ်သီလတွေမဟုတ်ဘူးဇံမာရနေတယ်ဘာရနေလဲအဲ့တော့သူတောင်းတဲ့ဆုပြည့်မယ်နိဗ္ဗာန်တောင်းပါလားမတောင်းဘူးတဲ့နိဗ္ဗာန်ကိုမတောင်းမဲနဲ့အဲ့ဒီမျိုးသမီးလေးကဘာဆုတောင်းလို့ဆိုရင်ပုရိသတ္တံဘာဝေယံရှင်ဘုရားတို့သုံးပါးကိုတပည့်တော်ဤကဲ့သို့ဆောင်းလောင်းရတဲ့ကုသိုလ်ကံအဆွမ်းပကကြောင့်ဣမိနာပုံညကံဝေနဤဆောင်းလောင်းရတဲ့ကုသိုလ်ကံအဆွမ်းပကကြောင့်ပုရိသတ္တံဘာဝေယံတပည့်တော်သည်နောင်ဘဝကြရင်ယောက်ျားစင်စစ်ဧကံဖြစ်ရပါစေသာဖယားလောဣမံပဋ္ဌနာဧစုကိုအကံတိကောင်းစွာမသွေတောင်းယူတော်မူလိုက်ပါမေတည်းနောင်ဘဝကြရင်ယောက်ျားဖြစ်ရပါလို့ဤတဲ့ဘာဖြစ်လို့ဒီအမျိုးသမီးဟာယောက်ျားဘဝကိုလိုချင်တာတော့ဆိုရင်အမျိုးသမီးဘဝနဲ့တရားမင်းမဖြစ်နိုင်ဘူးတဲ့ဘာမဖြစ်နိုင်ဘူးတဲ့အဲ့ဒါမှတ်တာဗြဟ္မာမင်းလည်းမဖြစ်နိုင်ဘူးတဲ့တရားမင်းမှန်တယ်များဟာယောက်ျားပဲဖြစ်ရဗြဟ္မာမင်းမှန်တယ်များဟာယောက်ျားပဲဖြစ်ရနောက်မန္တမင်းမှန်တယ်များဟာယောက်ျားပဲဖြစ်ရမယ်ဖယားမှန်တယ်များဟာလည်းယောက်ျားပဲဖြစ်ရမယ်ပစ္စေကဗုဒ္ဓမှန်တယ်များဟာလည်းယောက်ျားပဲဖြစ်ရမယ်မိန်းမပစ္စေကဗုဒ္ဓမရှိဘူးမိန်းမဖယားမရှိဘူးအေးယဟန္တာကြရင်တော့ယောက်ျားယဟန္တာလည်းရှိတယ်မိန်းမယဟန္တာလည်းရှိတယ်အဲ့တော့သူကဒါတွေကိုသိထားတဲ့အတွက်ကြောင့်မို့လို့ဒီအမျိုးသမီးလေးကဟာမိန်းကလေးဖြစ်ရတာမကောင်းဘူးမိန်းကလေးဖြစ်ရတာမကောင်းဘူးအဲ့တော့နောင်ဘဝကြရင်ဒီငါယောက်ျားဖြစ်ရှင်တယ်ယောက်ျားဖြစ်ရပါလို့ယောက်ျားဖြစ်ရပါလို့အေးဆိုပြီးတော့အဲ့ဒါယောက်ျားစုတောင်းနေတဲ့ပရိသတ်ကြီးဘာစုတောင်းနေတဲ့လဲယောက်ျားစုတောင်းပြီးတော့အဲ့ဒီဂောပိကာလို့ခေါ်တဲ့အမျိုးသမီးလေးတတန်ကုန်တော့သေရောပရိသတ်ကြီးသေတော့သူတောင်းတဲ့ဆုအတိုင်းပဲဗမာသွားဖြစ်တုံးဆိုလို့ရှိရင်သက်ကောဒေဝနာမိန်ဒတ္တပုတ်တော့အဟောတိတဲ့တရားမင်းကြီးရဲ့သားတော်သွားဖြစ်တယ်ဘယ်လိုသားတော်လဲတရားမင်းကြီးရဲ့သားတော်သွားဖြစ်တော့နတ်သားနာမည်ကဂောပကနတ်သားတဲ့ဘာနတ်သားတဲ့လဲလူဘဝတုန်းကဂောပိကာလူဘဝတုန်းကအမျိုးသမီးနာမည်ကဘသူတဲ့လဲတရားမင်းကြီးရဲ့နတ်သားသားသွားဖြစ်တော့ပိယတိုင်နာမည်ကဘာတဲ့လဲဂောပကနတ်သားဘာနတ်သားလဲဂောပကနတ်သားတို့သွားဖြစ်တော့အာနာစီစိန်နေခံစားတာဘောဗျာတူတူပြောလိုက်ကြတရားစီစိန်နေအဲ့မှာအဖေနဲ့တူတရားစီစိန်ခံစားတာသူဆွမ်းလောင်းခဲ့တဲ့ကိုတော်သုံးပါလူပြည်မှာကြံခဲ့သေးတယ်ကိုတော်ဘယ်နှပါလဲအဲ့ဒီ
ကိုယ်တော်သုံးပါးလည်းပရိသတ်တက်တန်းကုန်လို့ပြန်တော်မူသွားကြတော့တက်တန်းကုန်လို့ပြန်တော်မူသွားကြတော့အဲ့ဒီကိုယ်တော်သုံးပါးကဘယ်မှာသွားဖြစ်ကြတော့ဆိုရင်နတ်ပြည်6ထပ်မှာအောက်ဆုံးနတ်ပြည်လို့ခေါ်တဲ့စတုမဟာရစ်နတ်ဘုံဘယ်ဘုံလဲအဲ့ဒီစတုမာရိနတ်ဘုံမှာတော့မှရိုးရိုးနတ်မဟုတ်ဘူးပြည့်တိုင်ဂန္ဓဗနတ်တဲ့ဗနတ်တဲ့လေနတ်ကခြေတယ်တွေဘာတွေသွားဖြစ်လဲနတ်တပင်တယ်တွေကြည်စမ်းနတ်တပင်တယ်တွေသွားဖြစ်တယ်သူတို့ကိုဆွမ်းလောင်းခဲ့တဲ့ဆွမ်းအမကတာဝရိန္ဒနတ်ပြည်မှာတရားမင်းကြီးရဲ့သားတော်သွားဖြစ်တယ်ဆွမ်းအမကအရှင်းမြင့်နေတယ်ဆွမ်းအမကဘာဖြစ်နေလဲဆွမ်းကံကိုတော်တွေကအရှင်းနှိမ့်နေတယ်ဆွမ်းကံကိုတော်တွေကဘာဖြစ်နေတယ်အဲ့တော့ဒီယဟန်တော်သုံးပါးဟာပြန်တော်မူကနီးမှာဘာဖြစ်လို့ဒီလိုအဆက်နေတဲ့ဘဝကိုရောက်သွားတာတော့ဆိုဆွဲလန်းသွားလို့သူတို့အထုတ်ထားတဲ့ဇံသူတို့ရဲ့သီလကြောင့်တကယ်တမ်းဆိုရင်ပြည့်တိုင်ဗြဟ္မပြည်မှာဗြဟ္မဖြစ်နိုင်လေတဲ့ဗြဟ္မပြည်မှာဘာဖြစ်နိုင်လဲဗြဟ္မပြည်မှာဗြဟ္မဖြစ်နိုင်ပါရဲ့သားနဲ့ဗြဟ္မပြည်မှာဘာကြောင့်ဗြဟ္မမဖြစ်တာပဲတုံးဆိုလို့ရှိရင်နဲ့သေကံဤမှာဆွဲလန်းသွားလို့တဲ့သေကံဤမှာပါတယ်လေအေးဘာကိုဆွဲလန်းသွားတာတော့ဆိုရင်ဘဝကိုဆွဲလန်းတာဘာကိုဆွဲလန်းတာစာလို့ပြောရင်ပရိသတ်တရေဘဝတဏှာတဲ့ပါတယ်လေဘုန်းကြီးတို့မြတ်စွာဘုရားဟိုမိဂရာဝန်တော်မှာခေါ်တာဓမ္မစကြာပါတယ်လေအဲ့ဒီဓမ္မစကပောဒနာသုတ်တံဟောသမုဒယသစ္စာခန်းကိုပြတော်မူတဲ့နေရာမှာမြတ်စွာဘုရားကဣဒံခောပါဏဘိခဝေဒုက္ခသမုဒယံအရိယသစ္ဆံယာယတနာပောနောဘဝိကာနန္ဒီရာဂသဟဂတာတတ္တရတတ္တရမိနန္ဒီနိသေယထိတံကာမဒနာဘဝတနာဝိဘဝတနာတဏသုံးမျိုးပြတဏဘယ်နှမျိုးလဲဘေခဝေဟံတော်မြတ်ဩရှင်သန်တော်ပောနာဘဝိကာတပံဘဝသေကိုဖြစ်စေတတ်သောနန္ဒီရာဂသဟဂတာနိတ္တတလနန္ဒီရာဂနှင့်တကဝါဖြစ်သောနိတ္တတလနန္ဒီရာဂနှင့်တကဝါဖြစ်သောတတ္တရာတတ္တရာဝိနန္ဒီနိထိုထိုအာယုလုံးစုံတို့၌ခုံမင်းဆွဲလန်းတတ်သောယာယံတနာအကျဉ်တနာသည်အတ္တိထင်ရှားမသွေရှိပါပေ၏ဣဒံဤလောဘတနာအာတငန်းငန်းဆွဲလန်းခုံမင်းတတ်သောသဘောတရားသည်ဒုက္ခသမုဒယံဒုက္ခဤအကြောင်းဖြစ်သောအရိယသစ္စာမပေါင်းမပြန်မှန်ကန်လာသောအရိယသစ္စာမိပါပေ၏ဣဒံဤသမုဒယသစ္စာတဏလောဘသည်သေယထာကတမံအပနိဟုမူကကာမတဏကာမဂုဏ်အာယုန်၌ဆွဲလန်းတတ်စွာကာမတဏ၎င်းဘဝတဏတတ္တတဒိဋ္ဌိသဘောနှင့်တကဝဘဝကိုသာယာဆွဲလန်းတတ်သောဘဝတဏ၎င်းဝိဘဝတဏဩစေတဒိဋ္ဌိသဘောနှင့်တကဝဘဝပြ၏ဟုသာယာတတ်သောဝိဘဝတဏ၎င်းဣတိတဏအပြာဤသုံးပါးတို့ရှိပါပေသည်လို့ဘဂဝံဘုန်းတော်၆စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကအဝါဆောင်ကရုဏာရှင်ဓမ္မေတ္တာအားဖြင့်ဟောကြားတော်မူခဲ့ပါပေသတည်းအဲ့တော့ဘုန်းကြီးတို့ပိသတ်ဒီယဟန်တော်သုံးပါးဟာတေဂဏီကာလပြန်တော်မူဂဏီကာလမှာဗြဟ္မပြည်မှာဗြဟ္မာတွေဖြစ်နိုင်ပါရဲ့သားနဲ့ဘာဖြစ်လို့ဒီအောက်ထုံးညံ့ပါတယ်ဆိုတော့ဒီစတုမာရိနတ်ပြည်မှာသွားဖြစ်ကြတာတော့ဆိုရင်တဲ့အဲ့ဒီကိုတော်သုံးပါးကလေအဲ့ဒီယဟန်ဘုံဟာကိုမရောက်ခင်တော့က
Eri Sadumare Nabima Naka Jederi Shikeri Bari Shikeri Not the Benderi Eri Piano Muganima Doro Eri Pawago Piansoera Eri Pawago Piansoera Dayo Doro Suere Pawago Doro Tapian Shita Salo Bioye Pawatana Salo Bio Varela Era Bonito Miasabia Tanarama Pipet the Kushi did it be died O Chihuahua Dark Quaviro Attack Kalayara Meniga Badule Bimbitara Badule Bio Eri Bimitara Jiha Totaba Bimitara Bale Totabaha Dating Wisiki Sataya Nabago Pede Tanago Mapedibu Tanago Mapede Dojamulo Bimitarama Bawatana Sura Shiri Ero Payan Chow the Gaji Welu Payan Chow the Kajiha Dinaywa Sanganima Bedai The Kesoye with a caro another window lobe Neyman Naredido Tutita Nabido a ten naponi with one name by a dane with a casoye Neyman Naredi Nabima with a Kabamale Another way soye Tutita Nabima another way up and Nabima Edilo a tetanza Nabidima Shin nine by a dane Bemidara Meni Hali Bedai Bema Doshi Doso Eri Sadu Mahare Napomave Sadu Mahare Nameni Loka Pala Nameni Leva Shide Loka was sounded Nameni Banabala Tata Rata Widow Leka Widow Peka Kuwira Nameni Banabala Jabu Remola Eri Nameni Leva Doma Kuwira Nameni Soda Balugoni Saunada, Balude Soya and Nameni, Togo Nauta Namadamio, what the one Nameni did, but Nameni didn't. Eddie, what the one Nameni recorded, Kuida Nameni recorded. Eddie Kuida, what the one Nameni got the Balude Ochoda, not Balude, but they were Ochoda, Alawaka Baluza, Jabu de Mola, and Nabaluji, and a Dikuida Nameni, Laoka Nati. Now she did it. Tata Kiriro, Hema Watado Sura, the Nabaluji. Elo Nase Muji, Nabaluji, Ocho de, Kuida Namini, and Nauka Nevido, Panlay Tamido, Line Yare, Bemi Tara Menji de Nabaluja Dwala, Babi Dwala. Era Bemi Tara Name Tabido Sana was the bar. Baby Dana Meni and Nabaluna Mega Barele Sana Wadaba Padurele Sana Wadaba Loco and Nabalujia Kucheti she did it. Era Nameni Leva Nada when she was wet wine. Now got Talia di Tamido Chisa the Kuda Nami now got that was out in a line there. Kucheti she did with Ramenia. The case so in Paya Chontaga, will you Paya Chontaga? Tote Tanabu Madahu Pavilo Pawatana Palavida Pavilo Rosoro Deep Bemi Dara Meniga Edilo Nabalu Pawago Pawangaya Titi Yahude Pawabalodel Naya Didi Nabalu Shikero Deep Pawama take pure Adua Tayo Dega Nija Dibawa Tasuera Sola Babila Nabalu Tapsheta Sola Babavida To Devo be the Tota Maria Molo Tota Maria Molo to Yata Matado Alawaka Jibo Alawaka Tota Shikeno Alawaka Nabalujia to Alawaka Bayma Nomeyeko La Korane Sara Velu A coup Tota Mamshetwaro Alawakale Ludam Zaro Baby Daragaro Luboa Marega Tota Maria Shetwaro Nabalubo Yadole, Dodama Riaji. A Dale Boni Blobianida. The Bawatana Soda, they don't see a Gauna. That's why we have the message at the Yama. How we? They can name a Bawadi go swear. The Aria de Dama Boago Swear City. Zayan and Boko de Dama Boago Swear City. Dodama Ria Jibo, Ria Solenia, Dodama Ria Gobiora.
အဲ့ဒါဒီလိုပုဂ္ဂိုလ်တွေတောင်မှဒီလိုဖြစ်ကြသေးရင်ဘုန်းကြီးတို့တရားနာပရိသတ်ကပုထုဇဉ်လေးဘာတွေလဲပရိသတ်အဲ့ဒါတေဂန်နိယငြိမ်ငြိမ်ဆိတ်ဆိတ်လေးနဲ့ဝါခိတစ်ခုကိုကိုးစားဖို့လို့အရေးကြီးတယ်ဆိုဒါပြောမလို့ဒါကြောင့်တရားကောင်းစဉ်လေးပေးထားတယ်ဆွဲလန်းလွန်ရင်ပြောဗါတယ်လေဒုက္ခဖြစ်တတ်တယ်ဆွဲလန်းလွန်ရင်ဗါတယ်လေအဲ့ဒါနဲ့ဒီကိုယ်တော်သုံးပါးဟာအထက်နတ်ဘုံတွေမှာဖြစ်နိုင်ပါရဲ့သားနဲ့ဘာကြောင့်စတုမာရိနတ်ဘုံမှာကကြည်တယ်လားဖြစ်နေတာတော့ဆိုရင်လွန်ခဲ့တဲ့ဘဝကလည်းပဲနတ်ကကြည်တယ်တွေပဲတဲ့အဲနတ်ကကြည်တယ်ကနေနတ်စုတေစိတ်ကြတော့လူပြည်မှာဘုန်းကြီးလာဖြစ်တာအဲ့တော့ဘုန်းကြီးတို့တရားနာပရိသတ်ပေါင်းတော်ကောင်းတို့ဘုန်းကြီးပြန်နေမှာကြားဘူးမှာပါပရိသတ်ရဲ့အေးရင်ကျူးတယ်တဲ့ဘာလို့တယ်တဲ့လဲအေးရင်ကျူးတယ်တဲ့ဒီမှာကောအေးရင်ကျူးလေးပါလေးပါဟောပါတယ်ပေါ့ကဲအဲ့ဒါဆိုရင်ဟုတ်ပြီအဲ့ဒါနည်းနည်းပြောကြအောင်ဆိုကိုတရားလေးခဏရပ်ပြီးတော့နည်းနည်းပြောကြအောင်ဆိုအေးရင်ကျူးတယ်ဘာတယ်လဲပရိသတ်အေးရင်ဆိုတဲ့စလုံးဟာနန်းတွင်းမှာသုံးတဲ့စကားအေးရင်ဆိုတာဘာမှသုံးတဲ့စကားလဲအဲ့ဒါနန်းတွင်းစကားဆိုတာဘုန်းကြီးတို့ပြည်သားနားမလဲဘူးနားလဲလားနန်းတွင်းတို့နန်းတွင်းသားတွေသုံးတာရှင်မရင်တွေသုံးတာမိဖုရားတွေသုံးတာသားတော်သမီးတော်တွေသုံးတဲ့စကားဒါနန်းတွင်းစကားထီသုံးနန်းသုံးစကားဘာစကားလဲအဲ့တော့အေးရင်ဆိုတာနားလဲလားနားမလဲပါဘူးအေးရင်ဆိုတာနားလဲလားဘုန်းကြီးတို့တာမန်အရတုရတာသုံးတဲ့စကားမဟုတ်ဘူးထီသုံးနန်းသုံးစကားအေးရင်ဆိုတာကဘေးသားကြီးဖြည့်တရားဝဲသိမ်းတော့မယ်ဘေးသားကလည်းငြိမ့်နေတယ်တို့ပဲလာပြင်ပြီးတော့ဟောတော့လည်းနောက်ကမလိုက်ဘူးအေးရင်ဆိုတာသိလားမသိဘူးမှတ်ထားအေးရင်ဆိုတာအေးခင်ရဲ့ညမဟာအေးရင်နဲ့မသိမဲ့တူတူဒီလိုပြောလိုက်တာကောင်းတယ်အဲ့ဒါဟုတ်တယ်အေးရင်ဆိုတာပခက်အေးရင်ဆိုတာဗါတယ်လေအဲ့ဘုန်းကြီးတို့လူကတမန်ပြောတာဟဲ့ခလေးပခက်တဲ့ထည့်လိုက်ဟဲ့ခလေးပခက်တဲ့ထည့်သိမ့်လိုက်ဟဲ့ဘယ်ဟုတ်လိမ့်မလို့ထီနန်းနဲ့သုံးတဲ့အခါကျထီနန်းမှာသုံးတဲ့အခါနန်းသုံးဝဟာရကဘာပြောတယ်လဲဟဲ့သားတော်လေးဆက်တော်ခေါ်နေပြီးအေးရင်နဲ့ထည့်ပြီးတော့ငိမ့်ညောင်းသားရသွားလွှဲလိုက်ကြဩအေးရင်ဆိုတာနန်းတွင်းစကားပဲပရိသတ်ပခက်အေးရင်ဆိုတာဘာလဲလဲကျူးတယ်ဆိုတာကတော့တီကျူးတာကျူးတယ်ဆိုတာကဘာလဲလဲအဲ့တော့ပခက်ထဲမှာထည့်ပြီးတော့ခွဲ့နှဲ့ပြီးတော့တီကျူးတာကိုအေးရင်ကျူးတယ်တဲ့ဘာကျူးတယ်တဲ့လဲနားလည်သွားပြီပေါ့နော်အေးရင်ဆိုတာဘာလဲလဲပခက်ကျူးတယ်ဆိုတာတီကျူးတာတီဆိုတာပခက်ထဲမှာထည့်ပြီးတော့ကလေးဆိုလဲကလေးပေါ့ကလေးပခက်ထဲထည့်ပြီးတော့ဒါနန်းတွင်းသုံးစကားအခုဒီမှာကျတော့ဇာတော်ကြီးရဲ့ဇာပနာအလောင်းပကတဲ့ထဲပြီးတော့ဒါတီကျူးတာကိုအဲ့ဒါအေးရင်ကျူးတယ်တဲ့ဘာလို့တယ်တဲ့လေအဲ့တော့ဘုန်းကြီးတို့တရားတော်မတွေဒါအေးရင်ကျူးတွေပါတယ်နားထောင်မှုမှာပါနားမထောင်ဘူးလားအဲ့တော့ဒီအခုကိုတော်သုံးပါပြန်တော်မူသွားတာကိုတော်ဘယ်နှပါလဲဟောကပိလဝတ်ပြီမှာဒီကိုတော်သုံးပါသည်သီလနဲ့လည်းပြည့်စုံတယ်ဇံလည်းရတယ်ဘာလဲပြည့်စုံဘာလဲရတယ်သီလနဲ့လည်းပြည့်စုံဇံလည်းရတဲ့ပုဂ္ဂိုလ်ကဒီယဟန်တော်သုံးပါးကသွားနိုင်တဲ့အမြင့်ဆုံးပုံကဗြဟ္မပြည်မှာဗြဟ္မဖြစ်နိုင်တယ်ဗြဟ္မပြည်မှာဘာဖြစ်နိုင်လဲဖြစ်သလားမဖြစ်ဘူးဗမာသားဖြစ်တယ်နတ်ပြည်မှာနတ်ပြည်တော်မှာအထက်ဆုံးနတ်ပြည်လားအောက်ဆုံးနတ်ပြည်လားအောက်ဆုံးနတ်ပြည်မှာသွားဖြစ်တယ်ဘာကြောင့်အဲ့ဒီလိုဖြစ်တာတော့ဆိုရင်ဘဝတဏှာဘာကြောင့်လဲဘဝကိုဆွဲလန်းလို့ဘာကိုဆွဲလန်းလို့လဲဘဝကိုဆွဲလန်းလို့အဲ့ဒါလေးမှတ်တာအဲ့တော့ဘုန်းကြီးတို့ဒီနေ့ခေတ်ပေါ်လေပုထုဇဉ်တွေလူပဲသေးသေးဘုန်းကြီးပဲပြန်တော်မူဟလားသိချင်းကအရေးကြီးလားမကြီးဘူးလားအစွဲလန်းကင်းနေတဲ့သိရမယ်ဘာနဲ့သိရမလဲဘုန်းကြီးတို့မာစီဆိုတော်ဘုရားကြီးမိန့်တော်မူခဲ့တဲ့စကားတွေကိုစုပြီးတော့တာမဏေကျော်လို့ဆိုတဲ့ကလောင်နာမည်ရှိတဲ့ဆရာတော်ကနေပြီးတော့မာစီဆရာတော်ဘုရားကြီးပြောပြတော်မူသောပုံဝတ္ထုများဆိုပြီးတော့စာအုပ်လေးတစ်အုပ်ထွက်တယ်အဲ့ဒီစာအုပ်လေးထဲမှာမာစီဆရာတော်ဘုရားကြီးကဗာမိန့်တော်မူထားတာလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့ဒိုက်ဦးကဖအောင်ဝဲရွာတဲ့ဒိုက်ဦးပါရွာတဲ့အဲ့ဒီဖောင်ဝဲရွာကြီးမှာကျောင်းနေဆတော်ကြီးတပါးပြန်တော်မူပြီးတော့ပရိသတ်တောက်တက်ဖြစ်တာတဲ့ဘာဖြစ်တာလဲအိုး
ဆွဲလန်းတာစောစားတုံးမနဲ့အာယုံတက်ခောက်တယ်ကရတဲ့ကြီးအောက်မှာအိုးထဲမှာပြေးတိုက်ဒင်းကားပြားတွေမြုပ်ခဲ့တာဘာတွေမြုပ်ခဲ့တာကြည်စမ်းပြန်တော်မူကန်ဒီမှာဒီဒင်းကားပြားတွေကတဲ့သူ့စိတ်ထဲမြင်သူဒါတွေဆွဲပြီးတော့ပြန်တော်မူသွားမှာပေါ့ပြန်တော်မူနေတဲ့အချိန်သူ့ရဲ့စိတ်ကိုဘယ်သူမှဝင်ကြည့်လို့မရဘူးလေကြည့်လို့ရသလားအဲ့တော့ဘာစိတ်နဲ့ပြန်တော်မူလဲသိသလားဟာမသိဘူးပြေးတိုက်အဲ့ဒါပြန်တော်ပြီးတော့ဘာဖြစ်တယ်လဲအဲ့ဒီเจ้าမှာတောက်တက်လာပြန်ဖြစ်တယ်တဲ့ဘာလာပြန်ဖြစ်တယ်တဲ့တောက်တက်လာပြန်ပြီးတော့အဲ့ဒါတောက်တယ်เจ้าလှည့်ပတ်ပြီးတော့ဩတဲ့အဲ့ဒါတခါတည်းနောက်လာတဲ့เจ้าနိုင်ဘုန်းကြီးကဒီတောက်တယ်ကြီးကကွာညကြလဲအဲ့လိုလည်းမရဘူးသူတို့ဘယ်ဟုတ်မလဲဟိုမှာမြုပ်ထားခဲ့တဲ့ဟာကိုဆွဲပြီးတော့လက်ပြန်ဖြစ်တယ်အဲ့ဒီမှာတခါတည်းဘာလို့တလဲကြွားတလိတောတလိဆိုတော့ပြေးသားခိုခက်ကငနမီကောင်းကောင်းတို့ဘာတို့ခေါ်မှာပေါ့ဗလာပြန်တို့ဘာတို့ညာတို့ဒီစိတ်အောင်မင်းကြီးတို့ဘာတို့သူတို့ခက်ကောင်းကတကယ်အိမ်ရင်ကျူမင်းသမီးကြီးတွေခေါ်ပြီးတော့ဟာအဲ့ဒီမှာတခါအိမ်ရင်နေကျူသူတို့ဆရာတော်ကိုဘာလုပ်လဲဆိုတော့ကြနာတချို့ကြအဲ့ဒီမှာအိမ်ရင်ပကတ်တဲ့လွဲပြီးတော့တခါတည်းအိမ်ရင်ကျူကလည်း2မျိုးရှိတယ်လို့ပြောတယ်နတ်ကျူနဲ့လူကျူတဲ့ဘာနဲ့လဲပရိသတ်သိလားမသိရတဲ့လျှောက်ပြောမိုးလင်းသွားလိမ့်မယ်ပြောမနေတော့ဘူးအဲ့ဒါဆိုမင်းသမီးရတခါတည်းအဲ့မှာလူးလိုက်ပြီးတော့တခါတည်းပြင်လာတာအလောင်းတွေတလားတွေတခါတည်းကြာနာကိုညကြတော့မိဒီပါတွေထုံးပေါ်ပြီးလို့ကြာနဲ့ဆင်ပြီးပြင်တာ哦ဘာနဲ့တင်သားလို့ဆိုတော့ဒီဆရာတော်ကြီးပြန်တော်မူသွားတာ哦မင်းသမီးကပြိုးပြရောင်ရှိန်ထိန်ဝါလျစိန်ကြားပြတ်တာပြတုဝေကဝိန္ဒနာသမှုဆွေငယ်ဘာလို့တာတော့ဘယ်အိမ်ကျွန်းပောက်ကရဘာလျှောက်ပြောတာဆိုပြတာဘာလို့တာလဲပြိုးပြရောင်ရှိန်ထိန်ဝါလျစိန်ကြားပြတ်တာပြတုဝေကဝိန္ဒနာသမှုဆွေငယ်မှုနေခုပြေလူပြေတလွှာနတ်ပေါင်းရန်ခရင်ကြော့စံငယ်လင်းတော့အမြန်ကြွားမြန်ပါတဲ့ဖယားသူတို့ဆရာတော်ကြီးတို့တခါနတ်ပြည်ကနတ်တွေကလာပြီးတော့ပင့်သွားတယ်ပေါ့နတ်ပြည်ကိုကြွားသွားပြီပေါ့ဘယ်ကိုကြွားသွားလဲဘယ်ကြွားလဲပဲတော့တကားကြားထဲမှာတောက်တဲ့ဖြစ်တယ်တကားကြားထဲမှာဖြစ်တောက်တဲ့ဖြစ်နေတာဆွဲလန်းလို့ရင်ဒုက္ခဖြစ်တတ်တယ်ဆွဲလန်းလို့ရင်ပါတယ်လေစုထားတာနောက်တော့ပြေးတိုင်းလက်ပြန်ဖော်တဲ့ဒီအိုးတွေကိုအဲ့ဒါနဲ့တူတူပြောဆိုအိမ်ရင်ကျူဒီနာခဏရနားထောင်ရင်သေးလားတေတတ်တို့ဘာလို့ရှိသေးတယ်အမလေးလှေလော်တန်တွေဘာတွေရှိသေးတယ်ဆိုမှဆိုတရားကြက်ထားတာအเจ้าရှိထက်သုံးမလို့ဘုန်းကြီးပြန်တွေ့ရထက်သုံးတာအဲ့တော့ဆိုင်မှာပါလို့နောက်ဆိုင်စီကတည်ရည်ချမှာသူကနောက်ကအဲ့တော့ဒါလေးကြထားတယ်နားတော့ကြပြိုးပြရောင်ရှိန်ထိန်ဝါလျစိန်ကြားပြတ်တာပြတုဝေကဝိန္ဒနာသမှုဆွေငယ်နတ်ပြည်ကနတ်သမီးနတ်သားတွေလာပြီးတော့သူတို့ဆရာတော်အတင်းတခါတည်းလှူပြီးတော့ပြင့်နေပေါ့ဗျာနတ်နဲ့လူတာကိုအဲ့ဒါနတ်ကျူးကျူးတယ်ခေါ်တယ်ဟိုဘဲရွာဒီဘဲရွာလူချင်းအလောင်းလူတာကိုအဲ့ဒါလူကျူးကျူးတယ်ခေါ်တယ်အဲ့ဒါနတ်ကျူးတယ်လူကျူးတယ်နှစ်ကျူးရှိတယ်ဒီနေ့ညဘုန်းကြီးကျူးသွားတာအဲ့ရင်ကဘယ်တော့ကျူးမှာလဲမပြောဘယ်တော့ကျူးမှာလဲတခါကြီးအဲ့ရင်ဘယ်တော့ကျူးမှာဒီညကျူးမှာဟာပြတနာဘုံမငားရသေးလားမငားနဲ့လို့ပြောမလို့မပြန်ဘူးနော်မပြန်ဘူးလည်းကားပြောတာပါဘယေသားဓမ္မဂတိကဆိုတာဒီလိုပေါ့အတူထွာလေးတွေစုတာစောင်းတာရတယ်နည်းနည်းပါးကြုံတဲ့နေရာထည့်သုံးလို့ရအောင်ဟုတ်လားကဲအဲ့ဒါရှိပါသေးတော့တရားပဲရောက်သွားတယ်ကြိုက်ကိုတရားပြန်ကောက်ပေးကြအဲ့ဒါဒီနောက်ကျောင်းထိုင်တဲ့ဘုန်းကြီးကဒီတောက်တဲ့ကြီးကွာညအိမ်မပြောဘူးဟဲ့ကျောင်းသားလေးတွေလိုက်ရှာကြတာတကားကျောင်းတော့တွေ့တော့ခါတော့ဖုံမဗျာတကားကြားထဲမှာဗျာအေးမောင်းထုတ်ကွာဆိုမောင်းထုတ်တော့ဗရင်ဘောက်ကနေခုံပြီးတော့ပြင်းတယ်ဟိုဘက်ကိုကူးတာအဲ့မှာတခါကျပြုတ်ကြပြီးတော့ခါကျိုးသွားတာပြုတ်ကြပြီးတော့ဘာဖြစ်သွားလဲခါကျိုးသွားတော့နောက်ထိုးဘက်ရွာမှာသွားပြီးလူဝင်စားသွားဖြစ်တယ်မွေးလာတော့ပြေးတယ်ခဆောင်းလေးတဲ့ကြည့်လားဘဝတဏ္ဍဘယ်လောက်ကြောက်စရာကောင်းလို့ဆိုတာအဲ့ဒါ3နှစ်သားအရွယ်လောက်တည်းကဘာပြောတော့ဆိုရင်
ngà chồng lấy bồ bê ngà chồng lấy bồ bê hết nên tôi nên ta về gì để về cháu mà tha đi về này về lấy bồ mà đâu ngà chồng lấy bồ bê ngà chồng lấy bồ bê này ở phía này mình này à kê ngà đâu lấy chồng mà thì kê lấy bò tệ có cái gạt lấy khử kê mau mày bịa làm bịa đi à quê đi toàn chồng này tăng chào à đã bây giờ giao đề khá ra rồi mà bà tu khó bê cô khó khăn này khó bê đó mình đâu đã khá ra đây mà dạy đâu mà mến bà đi đâu mà lặp nhàng phò là đùa ấy đâu mà mến ngà bà nó chạy dạy đấy hát đi ra này ngà không cú là ấy là đặc cái ép xếp bây giờ đây phát triển sao khá lên nhông nghe bà mẹ phó ý đồ là sao để phát video biểu bia là sao ấy xìa cả tam ni cho số để khá lâu nằm này sao ấy xìa sao nằm lấy cả mà xì xa rồi phía gì biểu bia đó mù đó bông miếng vứt thù mía rồi bây giờ sao lấy đâu thất đấy ấy sao lấy đây mà đi lôဖြစ်တယ်အများကြီးပါဒါကဘုန်းကြီးကဘုရားကိုဗာပြောပြနေတာတော့ဆိုရင်ဒီတတ္တဝတယောက်ရဲ့ဘဝနေဝင်ခြင်းကအရေးကြီးတယ်ကြီးလားမကြီးဘူးလားကြီးတယ်တိတ်အရေးကြီးတာဘုရားစိတ်ဖြောင်းဖြောင်းကလေးနဲ့သွားဖို့လို့အဲ့တော့မှငါမြုပ်ထားတာဒီအောက်မှာဓာတူးဆိုတော့မှအဲ့တော့မှတုံးအောက်ကနေဘုရားကြီးအိုးတွေနဲ့ထက်ကဒင်းကားပြသုံးအိုးရတယ်အဲ့ဒီဘဝရောက်တော့မှအဲ့ဒါတွေရောက်ပြီးတော့စေတီတဲသွားတာနောက်တော့မှစေတီပြန်တဲတာဘုန်းကြီးတို့ခေါ်လာတာရှိသေးတယ်သုံးဘဝပြောင်းတဲ့ဆရာတော်ဆိုတိဘောမဲလက်ထက်ကတော့ဟိုးလှိုင်မြင့်မှာဂိုင်းကျုပ်ဆရာတော်ကြီးလူနာမယ်ကဥလှိုင်တဲ့တကယ်ရာဇာတိရာဇဂုရုဆရာတော်ကြီးတိဘောမဲနောက်ဆုံးဘွဲစိတ်တော်ကတ်သွားတာပြန်တော်လဲမူရောဟိုဘက်ရွာမှာသွားပြီးတော့မိတ်ကလေးသွားဖြစ်တိတ်ကြောက်ဆရာကောင်းတာဘုရားဘဝတမ္ပရာခကြီးသွားတဲ့ဒါကြောင့်ဘုန်းကြီးတို့ဘုရားကိုဘုန်းကြီးမှားကျင်တာကအခုဒီကိုတော့သုံးပါဒီလိုတခါတည်းစတုမာတဲ့နတ်ဘုံအညံဆုံးဘုံမှာသွားဖြစ်တယ်ဒါနဲ့တို့ပြောသူဟောခောဘကနန္ဒာကမသိဘူးလေနတ်ဘုံချင်းကခြားနေတော့အဲ့ဒါကြာမင်းရဲ့သားတော်ခောဘကနန္ဒာကတနေ့တော့ငါပြင်းတယ်ကွာတဲ့အဲ့တော့နတ်ပွဲသဘင်ကြီးနန္ဒဝံဥယျာဉ်ကြီးကိုလှပအောင်မိတွေပန်းနေဆင်ပြီးတော့ဒီပွဲမှာဟဲ့အောက်ဆုံးကနတ်တွေသွားခေါ်စမ်းခေါ်ပြီးတော့ငါဖြောပြကြတယ်ဆိုပြီးတော့မှကပွဲတဲ့ပင်ဆင်ရင်ကျင်းပါတယ်နတ်ပွဲကျင်းပါတော့ဟိုဘုန်းကြီးဘဝကလာတဲ့နတ်သား၃ပါးသူတို့ကကြည်တဲ့နတ်တွေဆိုတော့သူတို့တက်လာတဲ့အပေါ်ဒုတိယဘုံကိုတက်လာတယောက်ကစောင်းလေးပိုက်လို့တယောက်ကဘုံတောက်လေးနဲ့တယောက်ကစီလေးဝါလေးကိုင်တက်လာပြီးတော့ဘုရားတိုင်ဟာတီးကြမှုတ်ကြကကြခောဘကနန္ဒာကရွှေပလင်ကြီးဘုကနေမိမ့်မကြီးထိုင်ပြီးတော့အဲ့ဒီနေတဲ့ကာကြည်တဲ့နတ်သားတွေကိုတယောက်ချင်းကြည့်ဒီတော့ဟိုကလည်းစောင်းပိုက်ပြီးတော့ကာတော့ဟိုကလည်းဘုံတီးပြီးတော့ကာဒီနတ်သားသုံးမှာအကတဲ့ကောင်းပါလားဒီနတ်သားသုံးမှာအကတဲ့ကောင်းပါလားမှန်စံဒီနတ်သားတွေဘယ်ဘဝကလာတာတော့ကြည့်လိုက်ကောဘယေတိုက်ဟာကပိလို့နေပြီးတော့မှငါအိမ်ဆောင်းခံကြွနေတဲ့ကိုတော်သုံးပါလားဘယ်နဲ့ဖြစ်ကြတာပါလိဆိုပြီးတော့အဲ့တော့မှဘယေတိုက်အဲ့ဒီခောဘကနတ်သားကဟိုကောပိကာလို့ခေါ်တဲ့တာကိဝေမင်းသမီးလေးတစ်ဖြစ်လဲခောဘကနတ်သားကတခါတည်းပလင်ဘောကဆင်းသွားပြီးတော့နတ်သား၃ယောက်ရောင်ဆွဲလာတာထိုင်ဒီနားမှာနေလို့တော့ဆောအမကပလင်ဘောကဆောမကပဲရကိုတော်သုံးပါးကပဲရမသိဘူးလေဟိုနတ်သား၃ပါးကလည်းကြောင်တောင်နေဟာဒီနတ်သားငါတို့ရောင်ဆွဲလာတာဘာလို့မလဲမသိဘူးတရားမင်းရဲ့သားတော်ဆိုတော့ကြောက်ရတယ်ဒါနဲ့ဘာကိစ္စရှိလို့ကျွန်တော်တို့ခေါ်ပါတယ်ဖေယားနင်တို့ကပိလုကိုပြီမှာကောပိကာလို့ခေါ်တဲ့တာကိဝေမင်းသမီးမှာနင်တို့ခိုးဘွားကဆောင်းခံကြွတယ်မဟုတ်လားဟုတ်ပါတယ်အဲ့ဒီဆောင်းအမဟာကောပိကာငါပဲသူကသူလည်းညှို့ထိုးပြီးတော့ငါပဲအဲ့တော့ငါတဲ့သီလငါတဲ့ဇံရအောင်နင်တို့အထုတ်ထားရတဲ့နဲ့နင်တို့မလို့မရှက်တယ်ဒီဘုံကိုနင်တို့မလို့ရောက်လာတယ်ငါအလိုတော့မဆုံးဘူးဟာပရိသတ်ကြီးအဲ့ဒီမှာတခါတည်းခောဘကနတ်သားကရက်ဆက်ကိုပြောတာတဲ့အဲ့ဒီနတ်သား၃ပါးကိုအဲ့ဒီမှာပြောတဲ့စကားတွေအများကြီးပဲထားလိုက်တော့ပရိသတ်ကြီးရှေသွားမှကြောက်လို့အဲ့ဒါဘာကိုမျက်နှာမူပြီးတော့အဟံပိနာမအိဋ္ဌိကာ
Ahaminama etika tamana bodhi patani dame patani tani patani tako dewana medata bodho ahodi Ngaga meima psipa laya tani yaujabuwa guya nata psi Nenuga Chisa Zayade yahani psipa ya tani Babjilo dilo Nga au nene bogo yawara le Yemayang adadama dahadamike hinang gandaba gaya ubabane Talau yungnya ne boma Nenolo yungnya ne bogo ni Miyara nga say matata laida he Eri mabayitay nata tumago na au bioro Ko nata napaga Chok ware Hiri Shele shet ware Utapa Chok le chok ware Hiri Utapa Badale bayita Hiri sura sheta Hiri sura badale Utapa sura chokta Utapa sura badale Tay shet ware Bene soa ga chibale moga Soa nga goro ga auka thai miro La uchi bi pyo ni yare Shet saya kong lai da Chok le chok ware Chok de sura Tu ko chok da mobu Goba ka nata ko chok da mobu Bawa tanna ha te chok siya kong ma la Di bawa soa lan na ga Ha deke chok siya kong ma la Ngaro yagere zam patamazam Khobawa ga ne bi do paye tai te bi do chet chin la phit do zam ashain ga ma kaung de bu pyaung wen sa yin wen sa lo ya de de Ba lo so do pyan tor mu da ga Lu pi ne twat yin na Nit ja pe me lo Nat tat ne twat yin yat pai me shi thi de de Nat tat ne twat yin ba be shi thi de Ai lo yat pai me shi thi do ga di zam ga pyan bi do a thok lo ya de de Ero homa nata nabaga payetai Arima chaulan nye sore Tawega tiyari pshi Biro Ha Didai soye no pye Nabi ma jaja neye ngaro Kamagong tiyari ne Pyo biro dizani Pyayama mobu Eriro patamazane shene Tamadi go payetate Parika cheka yu biro Eri nata nabaha balo doso ye Nabi ma Kileda ayo kamagong ni pore amana kamana adinawa katha kamagong yin abite ko eri ma senyin bi do kamagong yin abite ko myin adinawa abit ko myin la ba ko myin le abit ko myin la de akha ja do ba phit la de le de nei bhinda nyi ngwe la de Ti kamagongတရားတွေကမကောင်းဘူးနတ်kamagongလည်းမကောင်းဘူးလူkamagongလည်းမကောင်းအဲ့ဒီမှာတခါဆက်ပြီးတော့ဆင်ញင်လာနိဗ္ဗာန်ညီငွေလာကတဆင့်တဲ့ဘာဖြစ်တယ်လဲဝိရာဂတဲ့ဗါတယ်လဲပြောကြည့်ပါဝိရာဂဆိုတာရာဂကင်းတာပြီးတဲ့အခါကျတော့မှဝိမု စီတဲ့အဲ့ဒီကာမတဏှာကနေလွတ်လို့တွေတုဝေထောနတ္တနပါတို့သည်အနာဂါမိဖလေအနာဂါမိဖို့၌ပဋိတ္တဟိန္တုကောင်းစွာမသွေတည်တော်မူကြလေကုန်၏တကားသာသနာတော်ကြီးနဲ့တွေ့တော့ကအထုတ်ခဲ့တဲ့ကျေးဇူးတရားတဲ့သီလကိုလည်းလုံအောင်ထိန်းခဲ့တဲ့ဇံရအောင်လည်းအထုတ်ခဲ့တဲ့သာသနာနဲ့တွေ့ရတာအလကားမနေပဲနဲ့သာသနာရဲ့ကျေးဇူးကိုပြန်ပြီးတော့ဒီမှာခံစားရတော့အဲ့ဒီနတ်သားနှစ်ပါးဟာပရိသတ်တွေရဲ့အနာဂံဖြစ်သွားတယ်။ဘာဖြစ်သွားလဲ။အနာဂံလည်းဖြစ်သွားရောဖြုတ်ဆိုပျောက်သွားတာ။နတ်စုတိစိတ်ကြသွားတာ။ဘယ်မှာသွားဖြစ်တုံးဆိုဗြဟ္မပြည်မှာသွားဖြစ်တယ်။ဘယ်မှာသွားဖြစ်။ဗြဟ္မာတွေသွားဖြစ်တယ်။ဒါပြင်နတ်သားသုံးပါးထဲမှာနှစ်ပါးကအနာဂံတည်ပြီးတော့ဗြဟ္မာပြည်ကိုသွားတယ်။နတ်သားတပါးကတော့ပရိသတ်ဟောလို့လည်းမရဘူးပြောလို့လည်းမရဘူးငေါ့လို့လည်းမရဘူးတဲ့ပွေတိတိကတ္တတနတ်ဒါကြောင့်နတ်တိုင်းလည်းအကောင်းမထင်နဲ့နတ်ပွေတိတိကတ္တတနတ်တွေရှိတယ်ရှိသလားမရှိဘူးလားလူလောကမှာလည်းလူပွေတိတိကတ္တတမရှိဘူးလားနတ်လောကမှာလည်းရှိတယ်ပရိသတ်နတ်လောကမှာအဲ့လိုပြောမရဟောမရပွေတိတိနတ်တွေရှိတယ်ဒါကြောင့်ဟိုဘုန်းကြီးတော်ကပြောတာကိုရောရဲ့တဲ့ပြောမနေပါနဲ့လူအမျိုးမျိုးနတ်အမျိုးမျိုးဖယားရှိခိုးအမျိုးမျိုးတဲ့ကိုရောတော်ကဟာသပြောတာလူလဲပါတယ်လေနတ်လည်းပဲဖယားရှိခိုးလည်းမရှိဘူးလားအဲ့ဒါမှတ်ထားနတ်လည်းနတ်အမျိုးမျိုးပဲနတ်တိုင်းလည်း
ကောင်းကောင်းမနတ်မထင်တဲ့ဘရေတိုင်ပိတိတိကတ္တတနတ်ကရှိသေးတယ်အဲ့ဒါနဲ့ခொနသနာမှာဖြောက်ဆိုပြောက်သွားကြည့်တော့ဟိုမှာမြမပြည်မှာသားဖြစ်နေပြီနာခံတည်ပြီးတော့ဟိုနတ်ကြတော့ပလင်ဘောကဆောင်းမကခောဘကနာသကပြောတယ်ဟဲ့နေအာထုံအာမထုံချင်ပြင်းတယ်မဟုတ်ဘူးနေဘဝတဏ္ဍာနဲ့အောက်ဆုံးဆုံးချင်ဆုံးမဆုံးချင်တယ်နေငါထက်အောက်ကြတယ်ကြကျင်ကြမကြကျင်နေပြန်တော့မယ်ဆိုပြေးတိုင်စောင်းလေးပိုင်ပြီးတော့ကခုံပြီးတော့ပြန်သွားသေးတယ်ကဲအဲ့တော့ကြံခဲ့တဲ့နတ်သားတစ်ပါးစောင်းပိုက်ပြီးတော့ဘယ်ပြန်လဲသူ့ဘုံသူပြန်တာပေါ့ဘယ်ပြန်လဲပြေးတာကဲသူ့ဘုံသူပြန်ဟိုနတ်သားနှစ်ပါးကလည်းပဲအနာဂံတည်ပြီးတော့ဗြဟ္မပြည်ကိုသွားတယ်ဘယ်ကိုသွားလဲကဲအဲ့ဒီတော့ဒီနတ်သားသုံးပါးရဲ့အထုပ္ပတ္တိကိုဘုန်းကြီးတို့ပြေးတာဘုံတော်ကောင်းတို့နားထောင်ပြီးတဲ့အခါမှာဒီတရားကိုဘယ်သူကရှောက်နေတာတော့တရားမင်းကရှောက်ပြနေတာဘယ်သူကရှောက်ပြနေတာဘယ်သူကလာရှောက်တာလဲမြတ်စွာဘုရားကိုဘယ်သူကလာရှောက်တာလဲအဲ့ဒီမှာနောက်ဆုံးတရားမင်းကယန္တေဓမ္မဣတိညာယဝိသေသံအစ္ဆကံတုတေဝိသေသံအစ္ဆကံတုတေကာယဗျမပရောဟိတံဒုဝေတေတံဝိသေသကုမာရိတာဆေယရင်ကင်တော်မူသောမြတ်စွာဘုရားဒေသထို၃ယောက်သောနတ်သားတို့တွင်ဒုဝေ၂ယောက်ကုန်သောနတ်သားတို့သည်ယန္တမကျင့်တရားတော်ကိုယန္တမကျင့်တရားတော်ကိုသုတ္တဝါကြားနာကြရကုန်သည်ဖြစ်၍အင်းများရသိသည်ဖြစ်၍ဝိသေသံအနာဂါမိမညာဖောညာဆိုတဲ့တရားသူကိုအစ္ဆကံသူရတော်မူကြပါကုန်ပြီဘုရားဒေသံထိုနတ်သား၃ယောက်တို့တွင်ဒုဝေ၂ယောက်ကုန်သောနတ်သားတို့သည်ကာယံဗျမပုရောဟိတံကာယံဗျမပုရောဟိတံပုရောဟိတံဗျမဘုံ၌ဖြစ်တဲ့အတ္တဘောကိုအစ္ဆကံသူကောင်းစွာမသွေရတော်မူရောက်တော်မူခဲ့ပါပေသည်ဘုရားလောသကောဒေဝနာမိန်တော်နတ်တို့တနေဟူတရားမင်းကဘဂဝန္တံဘုံ6ပါးတခင်ဘုရားရှင်ကိုရောမြတ်ကြီးကိုအဝေါ်စားရှင်တော်ကြာအောင်ကောင်းစွာမသွေလျောက်ထားလိုက်ပါပေတော်သတည်း